ထောက်လမ်းတစ်လျှောက်လျှောက်လန်းလာရင်အခုတွေ့ရတာကတော့သွေးထွက်သစ်ပင်ပဲဖြစ်ပါတယ်သူကအနာတရားဖြစ်တဲ့အခါသွေးလိုမျိုးနေရတဲ့အရည်တွေထွက်ကြလာတတ်ပြီးကြီးထွားဖို့အတွက်နှစ်ပေါင်းရာနဲ့ချီအချိန်ယူရတာပါဒါကြောင့်ဘယ်သူမှလှိဖြတ်ခုတ်လဲလို့မရပါဘူးထောက်လမ်းတစ်လျှောက်ဆက်လျှောက်လာရင်ဒါကတော့ထင်းရှူးသားဖြစ်ပြီးကျေးလက်ဒေသတွေမှာမီးမွေးဖို့အတွက်အသုံးများပါတယ်တန်ဖိုးသိမ်းမရှိတာကြောင့်စိတ်ချလက်ချသာဖြစ်တောက်နိုင်ပါတယ်ဗျာထောက်လမ်းတစ်လျှောက်ဆက်လျှောက်လာရင်ဒါကတော့တက်တန်းတစ်ထောင်ချီရှိတဲ့ပယုတ်ပင်ကြီးဖြစ်ပါတယ်တစ်ပင်ရဲ့အတွင်းနှစ်ပိုင်းကလုံးဝပုတ်ဆဲနေပြီဖြစ်ပေမဲ့သူကတော့အသက်ရှင်တန်နေသေးပါတကယ်လို့သွားပြီးဖြစ်တောက်လိုက်မယ်ဆိုရင်တော့တယောက်ကတင့်ကိုပြန်လဲဖြစ်တောက်အေးအေးယူဒါတေချာပေါက်ခံရပါလိမ့်မယ်ထောက်လမ်းတစ်လျှောက်ဆက်လျှောက်လာရင်ဒါကတော့မကာအူမှာတိဆောက်ထားတဲ့ရွှေတစ်ပင်ကြီးဖြစ်ပါတယ်တရွက်ချင်းစီကိုရွှေစစ်တွေနဲ့ပြုလုပ်ထားတာပါတကယ်လို့သွားပြီးဖြစ်တောက်ခိုးယူမယ်ဆိုရင်တော့တင်အမေရိကကိုပြန်နိုင်တော့မှာမဟုတ်ပါဘူးဖြက်တစ်ပင်ကိုဖြတ်ကြမယ်ဒါကတော့အာဖရိကမှာအသက်တစ်ပင်လို့တင်စားခေါ်ဝေါ်ကြတဲ့ဘူဘက်ပင်ဖြစ်ပြီးရေလီတာပေါင်း100 300 300အထိတူလောင်ထားနိုင်စွမ်းရှိပါတယ်တကယ်လို့သာအဲ့ဒီအပင်ကိုတွားဖြတ်လိုက်မယ်ဆိုရင်တော့ဒေသခံတွေရေပြက်လက်သွားမှာမို့လို့သူတို့တွေကတင်းစီကနေပဲရေကိုပြန်လဲရှာဖွေကြပါလိမ့်မယ်ဖြက်တစ်ပင်ကိုဖြတ်ကြမယ်ဟာအကိုရီဒီဆက်လွှားကတကိုင်းသေးလေးတွေကိုတောင်ပြတ်အောင်မဖြတ်နိုင်ပါဘူးကျွန်တော်ရဲ့လက်သေးခြေသေးတွေကိုတိယုံလောက်ပဲအနိုင်ရှိပါတော့တယ်ဗျာ